ကိုမြင့်သိမ့်ရဲ့ဘေကုံဖြစ်တယ်ပထမဆုံးဆိုင်ပြီးတော့ယုတိစွာမေလျောက်ပါသည်ဖျားယဟန်တော်များလမ်းပေါ်ထွက်ဆန္ဒပြခြင်းသည်မြည်သည့်သိက္ခာပုဒ်များနှင့်ဤစွန်းနေပါသတည်းဒီမိုကရေစီမေကုံပကာတနိယကံလောက်တာတခုရှင်းပြတော့မြို့ထဲမှာဆန္ဒပြတယ်ဆိုတဲ့အခါသင်္ကန်းယုံပြီးတော့ဒီဝိနည်းသိက္ခာပုဒ်မဖောက်ဖျက်ရင်တော့ဆန္ဒပြတယ်ဆိုတာနဲ့တော့သိက္ခာပုဒ်နဲ့ညီစွန်းစရာအကြောင်းမရှိဘူးနော်ဆန္ဒကိုထုတ်ဖော်တာအများကိုသိအောင်လုပ်တယ်ဆိုတဲ့နေရာတခုတော့မှတ်ရမယ် strike နဲ့ right off ဖွဲအောင်ကြည့်ရ strike လောက်တာလား right off ဆိုတာအကြမ်းဖက်တဲ့အဓိကရုဏ်းလောက်တာဖြည့်ဆည်းတာဝါဒီယာတွေဖြည့်ဆည်းတယ်အဲ့ဒါဆိုရင်တော့ right off ကိုခေါ်တာ right off မဟုတ်ဘူး strike ဆိုတာကြတော့ကိုယ်ဆန္ဒကိုထုတ်ဖော်တာအဲ့လို strike ကတော့ဥပမာပဲ hunger strike ဆိုပြီးတော့သူအိတ်နေတာပဲလေအဲ့တော့ strike ဆိုတာဆိုရင်ကတော့အပြစ်စစ်စရာတော့အကြောင်းမရှိဘူးဥပမာတစ်ခုပြောပြရမယ်ဆိုရင်ဆန္ဒပြတယ်လို့ခုခေတ်လို့ခေါ်ရင်ခေါ်ရမှာပေါ့ဆန္ဒထုတ်ဖော်တယ်လို့ထုတ်ဖော်တာနဲ့ပြတာဘာကွဲတယ်ထင်စကားကလည်းရုံရင်ကြီးကြီးလေးတုံတဲ့အခါမှာတစ်မျိုးပေါ့နော်အဲ့တော့ဒေဝဒတ်ပြဿနာပေါ်လာကနီးမှာရှင်သာရိပုတ္တရာနဲ့ယဟန်နေဟာရာဇဂိုမြို့ထဲမှာဆန္ဒပြကြားဖို့ကြလားကြားဖို့ရင်ပြောပြဒေဝဒတ်ကမြတ်စွာဘုရားကိုဆန့်ကျင်ပြီးတော့သူရာဇဝမှုမကင်းတဲ့အလုပ်တွေလုပ်တော့မှဘုရားသိတယ်သိတဲ့အခါကျတော့မြတ်စွာဘုရားရှင်သာရိပုတ္တရာကိုဥဆောင်ခိုင်းပြီးပကာတနိယကံဆိုပကာတနိယကံပြုခိုင်းတယ်ပကာတနိယရဲ့အဓိပ္ပာယ်ကဘာလို့ဆိုဒေဝရရဲ့သဘောထားနဲ့ဘုရားသာသနာကျမ်းတဲ့ယဟန်တွေရဲ့သဘောထားဟာမတူတာကိုထုတ်ဖော်ပြတာဒါလည်းဆန္ဒပြတာနော်ဘယ်လိုထုတ်ဖော်ပြီးရာဇဂိုမြို့ထဲမှာရှင်သာရိပုတ္တရာခေါင်းဆောင်ပြီးတော့လိုက်ပြောရတယ်ဒေဝရရဲ့သဘောထားဟာအရင်တုန်းကတစ်မျိုးအခုတစ်မျိုးဖြစ်နေပြီဒေဝရလုံသမျှကိစ္စတွေဟာသာသနာနဲ့မဆိုင်ဘူးကျန်တဲ့ယဟန်တွေနဲ့မဆိုင်ဘူးဒေဝရနဲ့သာဆိုင်နေဆိုတာထုတ်ဖော်ကြေညာပြီးတော့မြို့ထဲမှာလှည့်ပြီးပြောတာရှိတယ်အဲ့ဒါကိုတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒါဆန္ဒပြတာပဲအဲ့ဒီလိုပြတဲ့အချိန်မှာပြတာအကောင်းဘက်ကိုဥတည်ပြီးတော့ပြတာအပြည့်ရလို့ပြောစရာအကြောင်းမရှိဘူးပေါ့ခုနလို right out ဆိုတာမျိုးလို့မိရှုမယ်ဖြည့်ဆည်းမယ်ဆိုရင်တော့မိရှုတဲ့ဖြည့်ဆည်းတဲ့အပြစ်ကတော့ရှိတယ်အဲ့ဒါကြတော့ right out လို့ခေါ်တာပဲဒီ strike ဆိုတာကြတော့ကိုယ့်ရဲ့ဆန္ဒကိုထုတ်ဖော်တာများသိအောင်ခြေညာတာတော့လုပ်ရတာအဲ့ဒါလို့လှုပ်ခြင်းကြောင့်ညီသည့်သိက္ခာပုဒ်ကိုညီသည့်သိက္ခာပုဒ်နဲ့ညီစွန်းပါသည်ဆိုမြတ်စွာဘုရားကခြေသားရန်တို့ဆန္ဒမပြရဘူးဆန္ဒပြရင်အာဘသင့်စေလို့ပြညတ်ထားတာမရှိဘူးအဲ့တော့ဥပဒေမရှိသည့်အတွက်ကြောင့်ဘယ်သိက္ခာပုဒ်နဲ့မှညီစွန်းစရာမရှိဘူးသို့တော့ညီစွန်းနိုင်တာပါလဲဆိုရင်မြို့ရဲရွာထဲမှာဒီသင်္ကန်းယုံသွားရမယ်နော်ဒီရက်လွှာချပြီးတော့သွားရမယ်ဆိုရင်သိခိယသိက္ခာပုဒ်မှာလိုက်နာရမယ်ဟာလေးတွေရှိတယ်အဲ့ဒီအတိုင်းလိုက်နာရင်တော့ဒါဆန္ဒပြတာနဲ့မဆိုင်ဘူးသွားရလာတာနဲ့ဆိုင်တယ်ပေါ့နော်အဲ့လိုတန်းရှိတယ်အဲမို့ဒီမေးခွန်းကအဲ့ဒါလိုပဲမှတ်အောင်ပါနော်